္ဂလာပါကျွန်တော်နာမည်ကတော့အောင်ခန့်ကျော်ဖြစ်ပါတယ်ကျွန်တော်ကတော့ second year second semester မှာ batch 86မှာကကျောင်းသားဖြစ်ပါတယ်ကျွန်တော်ရဲ့ project ကတော့ဒါ CRP ဘာသာရပ်အတွက်လုပ်ထားတဲ့ project ဖြစ်ပါတယ်ကျွန်တော်ရဲ့ project နာမည်ကတော့ဒါ road navigation system using genetic algorithm ဖြစ်ပါတယ်ဒီကောင်ကတော့ဒါကျွန်တော်တို့နေ့စဉ်နဲ့အမျှကားတွေနဲ့သွားလာနေတဲ့အချိန်မှာဒီတနေရာနေတနေရာသွားတာကားတွေအရန်ပိတ်တဲ့အချိန်မှာဒါအရန်အချိန်တွေဒါကုန်ဆုံးလာပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ project ကတော့ဒီတနေရာဒီနေရာသွားတဲ့နေရာမှာအကောင်းဆုံးလမ်းကြောင်းကိုရှာပေးမယ်ဒါ system ကိုရေးသားတဲ့ project ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဓိကအပိုင်းနှစ်ခုရှိမယ်ပေါ့နော်အရင်ဆုံး traffic mode ဆိုတာရှိမယ် traffic mode မှာကျတော့ဒါဘယ်နေရာတွေမှာတော့ကားတွေပိတ်နေတယ်ဘယ်နေရာတွေမှာတော့ကားတွေရှင်းနေဆိုတော့အကြောင်းနဲ့ခွဲခြားပြီးတော့ပြပါဖြစ်ပါတယ်အစိမ်းဆိုရင်တော့ဒါကားရှင်းတယ်အဝါဆိုရင်ကားနည်းနည်းလေးပိတ်နေတယ်ဒါပေမဲ့ဒီဆိုလို့ရှိရင်တော့ကားဒါလုံးဝပိတ်နေပြီလုံးဝသွားလို့အဆင်ပြေတော့တဲ့လမ်းကြောင်းတွေဖြစ်တယ်နောက်တစ်မျိုးကကျတော့ဒါ navigation mode ဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဒါ point တစ်ခုကနေ point တွေအများကြီးရှိတယ်အမှန်မှာကိုကြိုက်တဲ့ဘယ် point ကနေပြီးတော့ဘယ် point ကိုသွားချင်တယ်ဆိုတာကိုထောက်ပြီးတော့ဒါလမ်းကြောင်းရှာလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော် start point နဲ့ end point နဲ့ရွှေ့လိုက်ပြီးဆိုလို့ရှိရင် find route ဆိုပြီးတော့လမ်းကြောင်းရှာလို့ရသွားပြီဆိုခဏစောင့်လိုက်လို့ရှိရင်သူကလမ်းကြောင်းတစ်ခုပြပြီးမှာပေါ့နော်ဒါကတော့သူက optimal အဖြစ်ဆုံးဒါလမ်းကြောင်းကိုပြပြီးတာပေါ့ optimal ဖြစ်တယ်ဆိုတာကဒါလမ်းကြောင်းအတူဆုံးကိုပြောချင်တာမဟုတ်ဘဲနဲ့ဒီလမ်းကြောင်းရတယ်တိုးရမယ်ပြီးတော့ကားရတယ်ရှင်းရမယ်အဲ့တော့သူကနှစ်မျိုးရှိတယ်ပေါ့နော် time နဲ့ distance နဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ် time ဆိုတာကြတော့အချိန်ကိုအတူဆုံးဒါသွားလို့ရတဲ့နေရာကိုသွားလို့ရလမ်းကြောင်းကိုပြပြီးမှာဆိုတော့သူလမ်းကြောင်းပို့ပြီးရှင်းသွားတယ်ဖြစ်နိုင်တယ်ဒါပေမဲ့အချိန်ကတော့ပို့ပြီးတက်တာမယ်ပေါ့နော် distance ဆိုလို့ရှိရင်တော့အချိန်ကတော့ကြာရင်ကြာမယ်ဒါပေမဲ့ဒါအကွာဝေးအနည်းဆုံး distance အကွာဝေးအနည်းဆုံးလမ်းကြောင်းကိုရှာပေးမှာပေါ့နော်ပြီးတော့သူက second 30တခါပြန်ပြီးတော့ refresh ပြန်လုပ်နေမယ်ဒါပုံမှန်ဆိုလို့ရှိရင်ဒါ traffic ကအများနဲ့အတိအကျရှိနေမှာမဟုတ်တဲ့အတွက်ပြန်ပြီးတော့ဒါလမ်းကြောင်းကိုပြန်ရှာနေမှာပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်ရဲ့ system ဒါအချင်းချုပ်ဖြစ်ပါတယ်ဒီမှာသုံးထားတဲ့software တွေဟော technology တွေကြတော့အရင်ဆုံးဒီလမ်းကြောင်းတွေရဖို့အတွက်ကို QGIS လို့ခေါ်တဲ့ဒီsoftware သုံးပြီးတော့လမ်းကြောင်းတွေအရင်ရှာရတယ်ပေါ့နော်ဒီမြေပုံတွေအရင်စပြီးတော့ဆွဲရတယ်ဆွဲတဲ့အချိန်မှာဒါကျွန်တော်ကတော့ရန်ကုန်ရဲ့မြို့ထဲဒါ area ကိုကျွန်တော်လမ်းကြောင်းတွေပေါ်ထားတယ်အဲ့ဒီမှာမှလမ်းကြောင်းရှာဖို့ဒီလမ်းကြောင်းအကောင်းဆုံးရှာဖို့အတွက်ကကျတော့ graph ဆောက်ဖို့လိုတယ် graph ဆောက်မှာဖြစ်တဲ့အတွက်အဲ့ဒီကနေပြီးတော့ဒီ edge data တွေပြန်ပြီးတော့ထုတ်ပါတယ်ပေါ့နော် start point နဲ့ end point တွေပြီးရင်သူတို့နှစ်ခုရှားမှာရှိတဲ့ weight တွေရဒါလမ်းတိုင်းအတွက်ကိုအဲ့လိုမျိုး edge data တွေရှာပြီးတော့မှ graph ဆောက်တယ် graph ဆောက်တဲ့အချိန်မှာ graph ကိုဆောက်လို့ပြီးသွားပြီဆိုလို့ရှိရင်သူကဘယ် algorithm သုံးလို့ရတာပြီနော်ဘယ် algorithm သုံးပြီးတော့ရှာလို့ရတယ်နောက် Dijkstra algorithm နဲ့ရှိမယ် A-star algorithm နဲ့ရှိမယ်ကျွန်တော်သုံးထားတဲ့ algorithm တော့ဒါ genetic algorithm လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်အဓိကသူကဘာကိုလိုက်ပြီးတူပါထားလဲဆိုတော့လူတွေ generation တွေပြပြနဲ့များလာတဲ့အများ evolve ဖြစ်သွားတဲ့ဒီ concept ကိုအခြေခံပြီးတော့လုပ်ထားတဲ့ algorithm ဖြစ်ပါတယ်ဒီကောင်ကတော့အရင်ဆုံးစခြင်းမှာဆိုရင် random လမ်းကြောင်းတွေအရင်ရှာလိုက်မယ်မနော်အဲ့ဒီ random လမ်းကြောင်းတွေကကိုသွားချင်တဲ့ကိုရောက်တာလေးဖြစ်ချင်းဖြစ်မယ်မရောက်တာလေးဖြစ်ချင်းဖြစ်မယ်ဒီကလို့မရောက်ခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီကောင်တွေပယ်ချလိုက်ပြီးတော့ရောက်တဲ့ကောင်တွေယူလိုက်မယ်ယူပြီးရင်အဲ့ထဲမှာမှလမ်းကြောင်းနေကိုသူကအမှတ်တော်မှာပေါ့နော်သူရဲ့ weight ကိုကြည့်ပြီးတော့ weight များလေးအမှတ်ကနေဝါလေးဖြစ်သွားပြီးတော့ဒါ weight နေတဲ့ကောင်တွေကအပေါ်ဆုံးမှာရောက်လာမယ် weight နေတဲ့ဆိုတဲ့အဓိပ္ပာယ်ကလမ်းကြောင်းတိုးတာလည်းဖြစ်နိုင်သလိုဒါ traffic ရှင်းတဲ့လမ်းကြောင်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ weight နေတဲ့လမ်းကြောင်းတွေကိုယူပြီးတော့ဒါ random ဆွဲထုတ်ပြီးတော့အနည်းဆုံးကောင်တစ်ခုယူမယ်နောက်တစ်ခါ random ဆွဲထုတ်ပြီးတော့နောက်အနည်းဆုံးတစ်ခုယူမယ်သူတို့နှစ်ခုပြန်ပြီးတော့မျိုးဆက်ပြီးတော့သူတို့ရဲ့ဒီ offspring လို့ခေါ်တဲ့ဒီသားသမီးလမ်းကြောင်းကိုပေါ့နော်အဲ့ကောင်ကတစ်ခါထပ်ပြီးတော့ယူပြီးတော့ပြန်ပြီးတော့ဒီချင်းပူကိုပြန်ပြီးတော့ထည့်ဖြည့်နေမှာပေါ့နော်ပြီးတော့အဲ့လိုဒီနဲ့သူအကောင်းဆုံးဒီလမ်းကြောင်းတွေကိုတစ်ခါမျိုးဆက်လိုက်သူကထွက်လာတဲ့ကောင်တွေယူလိုက်နဲ့ဒါလမ်းကြောင်းရှာသွားတာပေါ့နော်အဲ့တော့ဒီမှာသုံးထားတာကတော့ကျွန်တော် backend အနေနဲ့ကတော့ Python Flask ကိုသုံးထားတယ်ပြီးရင် graph ဆွဲဖို့အတွက်က Node.js ကိုသုံးထားတယ်ပေါ့နော်ပြီးရင် front end မှာကျတော့ React.js ကိုသုံးထားတယ်ပေါ့နော်ဒီ web application ရေးဖို့အတွက်ကိုပြီးတော့ရှင်ဒီမြေပုံပြဖို့အတွက်နဲ့ဒီလိုလမ်းကြောင်းတွေဆွဲဖို့အတွက်ကကျတော့ Reflex.js ကိုသုံးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ system မှာကဒါ lower set တွေလည်းရှိနေသေးတယ်ဘာလို့လဲဆိုတော့ algorithm ကဒါလမ်းကြောင်းတိုးလို့ရှိရင်တော့ကောင်းကောင်းမွန်မွန်ရှာပေးနိုင်တယ်ဆိုပေမဲ့လမ်းကြောင်းရှည်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒါအချိန်ကြာသွားတာလည်းရှိတယ်ပြီးရင်တစ်ခါတည်းကြာရင်လမ်းကြောင်းအမှားထွက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အချိန်ရသေးရဆိုလို့ရှိရင် algorithm ထပ်ပြီးတော့ improve လုပ်လို့ရတယ်ပြီးတော့ဒါမြေပုံကရန်ကုန်မြို့ရဲ့မြို့ထဲအနီးတစ်ဝိုက်ပဲရှိသေးတယ်အဲ့တော့ထပ်ပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်ဒီတက်မျိုးလို့ဆိုတာလည်းဖြည့်လို့ရတယ်
ဒါမှမဟုတ်တနိုင်ငံလုံးစာလည်းဖြည့်လို့ရတယ်ပေါ့နော်ဟာအဲ့တော့ဒီကျွန်တော်ရဲ့ project လေးနဲ့ဒါကျွန်တော်တို့လမ်းပေါ်မှာအခြေအနေရန်ကုန်နေတဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်